ဆေးရုံသွားတဲ့အခါမေးလေးရှိတဲ့ထိုင်းစကားပဲဖြစ်ပါတယ်အဲ့ဒါကတော့ကောင်တာရဲ့အရှိမมีประกันสังคมไหมมีประกันสังคมไหมประกันสังคมရှိလားရှိတယ်ဆိုလို့ရှိရင်တော့ဒီประกันสังคมနဲ့ကုသလို့ရတယ်မရှိဘူးဆိုလို့ရှိရင်တော့ကိုယ့်ဘာသာနဲ့ကိုငွေထုတ်ပြီးတော့ကုရမှာပေါ့နော်ရှိတယ်ဆိုရင်มีမရှိဘူးဆိုရင်ไม่มีပြီးရင်သူတို့မေးသေးတာကมีโรคประจำตัวไหมมีโรคประจำตัวไหมကိုခန္ဓာတာရှည်ယောဂရှိလားโรคประจำตัวဆိုတာကကိုခန္ဓာတာရှည်ယောဂပေါ့ရှိတယ်ဆိုရင်มีပြီးရင်ယောဂနာမည်ကိုပြောမယ်မရှိဘူးဆိုရင်ไม่มีပြီးလို့ရှိရင်แพ้ยาอะไรไหมแพ้ยาอะไรไหมမတက်တဲ့ဆေးရှိလားရှိတယ်ဆိုရင်มีပြီးလို့ရှိရင်မတက်တဲ့ဆေးနာမည်ကိုပြောမယ်တကယ်လို့ကိုကမပြောတတ်ဘူးဆိုလို့ရှိရင်တော့မတက်တဲ့ဆေးကတ်တွေကိုယူသွားပြီးတော့ပြလို့ရတယ်เนาะမရှိဘူးဆိုရင်တော့ไม่มีနောက်တစ်လုံးသူတို့ပြောသေးတာကเป็นมากี่วันแล้วเป็นมากี่วันแล้วဖြစ်တာဘယ်နှစ်ရက်ရှိပြီလဲဒီတော့လက်တွေ့ကြလို့ရှိရင်3ရက်ဆိုရင်3วันအဲ့လိုပြောလို့ရတယ်ဒါကတော့ဥပမာအနေနဲ့ပေးတာလက်တွေ့ဘယ်နှစ်ရက်ဖြစ်လဲဆိုရင်ကိုယ့်ဘာသာနဲ့ကိုထပ်ပြီးတော့ပြောလို့ရပါတယ်ဒီထက်မကသိကျင်တဲ့ဆေးရုံသုံးအခေါ်အဝေါ်လေးတွေလည်း comment မှာရေးပေးလို့ရပါတယ်အခုကြည့်နေတဲ့သူကရောဆေးရုံသွားတဲ့အခါဘာတွေများမေးလေးရှိလဲ comment မှာရေးပြီးတော့ပြောထားခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာဆုံကြမယ်